ရဲ့ Google account နဲ့ချိတ်ဆက်ခဲ့မှုတဲ့ website တွေ software တွေကိုစစ်ဆေးကြည့်လို့ရမယ့်နည်းလမ်းလေးနဲ့ဖျက်ချင်ရင်လည်းတစ်ခါတည်းဖျက်ပြလို့ရမယ့်နည်းလမ်းလေးကိုဒီဗီဒီယိုမှာမျှဝေပေးသွားပါမယ်။တစ်ခါတလေကိုသုံးနေတဲ့ Google account နဲ့ website အများကြီးကို register လုပ်ပြီးရင်သုံးလဲမသုံးဖြစ်ဘာတွေသုံးခဲ့လဲဘာတွေရှိတ်ခဲ့မိလဲမမှတ်မိပဲဖြစ်နေတယ်မလား။ဒါဆိုရင်တော့ဒီနည်းလမ်းလေးကိုသုံးပြီးတော့ချိတ်ဆက်ထားတာတွေကိုလည်းကြည့်လို့ရမယ်။ဖျက်ချင်ရင်လည်းတစ်ခါတည်းဖျက်လို့ရနိုင်ပါမယ်။ကဲဘယ်လိုမျိုးဖျက်ရမလဲဆိုတာလေ့လာကြည့်လိုက်ကြရအောင်။ပထမဆုံးအနေနဲ့ Google ထဲကိုဝင်ပေးလိုက်ပါပြီးရင်တော့ညာဘက်အစွန်တောင်းကကိုဝင်ထားတဲ့ Google account logo လေးကိုနှိပ်ပေးလိုက်ပါပြီးရင်တော့ဒီနေရာမှာ Google account ရဲ့အောက်မှာတွေ့ရတဲ့ Manage your Google account ဆိုတာကိုနှိပ်ပြီးတော့ထပ်ဝင်ပေးလိုက်ပါဒီနေရာကိုရောက်ပြီဆိုရင်တော့ Third Party Connection ဆိုတဲ့ setting လေးတွေကိုထပ်ဝင်ပေးလိုက်ပါခင်ဗျာပြီးရင်တော့ဒီနေရာမှာကျွန်တော်တို့ချိတ်ဆက်ခဲ့မှုတဲ့ website တွေ software လေးတွေကိုဒီနေရာမှာတွေ့ရမှာပဲဖြစ်ပါတယ်ကိုကဒီနေရာမှာတွေ့ရတဲ့ website တွေ software လေးတွေကမှကိုအနေနဲ့အသုံးမလို့တော့တဲ့ website တွေ software တွေကိုတွေ့မယ်ဆိုရင်တော့အဲ့ဒီ software လေးတွေ website လေးတွေကိုကိုအနေနဲ့ဖျက်ပစ်ပေးရပါမယ်ဖျက်ပစ်ဖို့အတွက်ဆိုရင်တော့ကိုအတွက်အသုံးမလို့တော့တဲ့ website ဒါမှမဟုတ် software လေးကိုနှိပ်လိုက်ပါပြီးရင်တော့ဒီအောက်မှာတွေ့ရတဲ့ delete all connection ဆိုတဲ့ setting လေးကိုထပ်နှိပ်ပေးလိုက်ပါဒီနေရာမှာတော့ confirm ကိုမနှိပ်ခင်ပြန်စဉ်းစားပေါ့နော်ကိုကဒီ account ကိုသုံးအောင်မလားဒီ website ကိုသုံးအောင်မလားမသုံးတော့ဘူးလားဆိုတာကိုအနေနဲ့ပြန်ပြီးတော့သုံးတတ်ကြည့်ပါအကယ်၍ကိုကမသုံးတော့ဘူးဆိုရင်တော့ confirm ကိုနှိပ်ပေးလိုက်ပါဒါဆိုရင်ဒီ website နဲ့ပတ်သက်တဲ့ Google account ကိုဖျက်ပြီးသွားပါပြီခင်ဗျာဒီနည်းလမ်းလေးအတိုင်းပဲတခြား website တွေ software တွေကနေလည်းဖျက်ပစ်နိုင်ပါတယ်အားလုံးပဲအဆင်ပြေကြပါစေခင်ဗျာနောက်ထပ်ဗီဒီယိုလေးတွေအတွက်ကျွန်တော်ရဲ့ဒီ Facebook page လေးကိုလည်း like နဲ့ follow လေးလုပ်ပေးခဲ့ကြပါအောင်ခင်ဗျာ